ညီကိုရီးယားလုံးမင်္ဂလာပါဗျာဖူဘောပိုင်ကေကနေကြိုဆိုလိုက်ပါတယ်မနေ့ကကမ္ဘာဖလားအဖွင့်ပွဲစဉ်မှာမက်ဆီကိုဂိုးအနည်းနဲ့ညီကိုရီရှားလိုက်ကြနိုင်မယ်လို့မျှော်လင့်နေမနေ့ကနဲ့ဆိုရင် TikTok မှာ free နောက်ဆုံးတင်တဲ့ free 6ရက်မှာ6ရက်စလုံးအရှုံးပြထားခြင်းမရှိဘူးဒါကြောင့်မလို့ဒီနေ့မှာလည်းကမ္ဘာဖလားပွဲစဉ်နှစ်ပွဲကစားဖို့ရှိတဲ့ Group B ကကနေဒါနဲ့ကျွန်တော်တို့ဘော့စနီးယားပွဲစဉ် Group C ကအမေရိကန်နဲ့ပါရာဂွေးပွဲစဉ်စုစုပေါင်းနှစ်ပွဲကစားဖို့ရှိတယ်အဲ့ထက်ကမှဒီနေ့မှာတော့ free tick ကိုအမေရိကန်နဲ့ပါရာဂွေးပွဲစဉ်ကိုရွေးချယ်ထားတယ်ဘော့စနီးယားနဲ့ကနေဒါပွဲစဉ်ကိုတော့ကျွန်တော်ရဲ့ Telegram Channel မှာတင်ပေးမှဖြစ်လို့ကျွန်တော်ရဲ့ Channel ကိုမ join ရသေးတဲ့ညီကိုတွေနေဖြစ်ကျွန်တော် Channel ကို join ထားလို့ရတယ်။နောက်ပြီးတော့18 ဘက်ကစားတဲ့ညီကိုတွေပါကျွန်တော်ရဲ့ Telegram Channel ကို join ထားလို့ရတယ်။မနေ့ကဆိုရင်18 ဘက်ကစားတဲ့ညီကိုတွေအနေဖြင့်တနေ့ကုန်နီးပါးရထားတာဖြစ်တယ်။ဒါကြောင့်မလို့ဒီနေ့မှာတော့18 ဘက်ကစားတဲ့ညီကိုတွေရောဘော့စနီးယားနဲ့ကနေဒါပွဲစဉ်တို့ချင်းတဲ့ညီကိုတွေပါကျွန်တော် Channel ကို join ထားလို့ရတယ်။ကျွန်တော် Channel ကိုတော့ကျွန်တော်ရဲ့ bio မှာဝင်ကြည့်ပြီး join ထားလို့ရတယ်။လက်ရှိ American နဲ့ Paraguay ပွဲစဉ်မှာတော့ကျွန်တော်ကဂိုးအများကိုသဘောကျမိတဲ့လက်ရှိဒီပွဲစဉ်မှာဖွင့်သစ်ထားတဲ့ဂိုးပေါင်း2မိုင်30ဆိုတဲ့ဖွင့်သစ်မှုကပြော့တယ်လို့ထင်ကောင်းထင်နိုင်ပေမဲ့တကယ်တမ်း ranking မကွာတဲ့ဒီလိုနှစ်သင်းတွေးတဲ့တွေးဆုံမှုမှာတော့လက်ရှိဖွင့်သစ်မှုကပြော့မနေဘူးဘာလို့လဲဆိုတော့နောက်ဆုံးခြေတန်းပွဲစဉ်ဖြစ်တဲ့ American နဲ့ Paraguay တို့ကစားခဲ့တဲ့ခြေတန်းပွဲစဉ်မှာလည်းဂိုးပေါင်းဖွင့်သစ်မှုကလက်ရှိဒီဖွင့်သစ်မှုအတိုင်းပဲဖြစ်လို့လက်ရှိဒီပွဲစဉ်မှာဖွင့်သစ်ထားတဲ့ဖွင့်သစ်မှုကိုပြော့တယ်လို့ယူဆလို့မရဘူးဒီပွဲစဉ်မှာတော့ကျွန်တော်ကအနည်းဆုံး2ဂိုးကနေစကြည့်ရနိုင်မယ်လို့ယူဆတယ်။ဘာလို့လဲဆိုတော့ American တိုက်စစ်အနေဖြင့်နောက်ဆုံးခြေတန်းပွဲ10ပွဲမှာ10ပွဲစလုံးကိုဂိုးရထားတာဖြစ်ပြီးတော့လက်ရှိခံစစ်ပွင့်နေတဲ့ပါရာဂွေးအသင်းရဲ့ခံစစ်ကိုလက်ရှိဒီကမ္ဘာဖလားမှာ American အသင်းရဲ့တိုက်စစ်ကိုဦးဆောင်လာမယ်ပူရီစစ်မကန်ဒီဘိုလိုကန်တို့တိုက်စစ်အနေဖြင့်တေချာပေါက်900မှာဖြစ်တယ်။နောက်ပြီးတော့ American ရဲ့ခံစစ်ကလည်းကျွန်တော်တို့ပါရာဂွေးနဲ့တိတ်မထူးမခြားနာပဲနောက်ဆုံးကစားခဲ့တဲ့ခြေတန်းပွဲ10ပွဲမှာ10ပွဲလုံးကိုခံစစ်ကပေးကိုတွေပြန်လဲခွင့်ပြုနေရတာဖြစ်လို့ဒီပွဲစဉ်မှာပါရာဂွေးအသင်းရဲ့တိုက်စစ်ကလည်း American ခံစစ်ကို900သွားနိုင်ရရှိတယ်။ဒါကြောင့်မလို့လည်း18 bet မှာ Boarding to School yes နဲ့ no မှာအရင်ဇမကွာတာဖြစ်တဲ့ဒါကြောင့်မလို့လက်ရှိဒီပွဲစဉ်မှာတော့ကျွန်တော်ကဘယ်လိုပဲဖြစ်ဖြစ်အနည်းဆုံး2ဂိုးကနေစကြည့်ရနိုင်မယ်လို့ယူဆတဲ့အတွက် American နဲ့ Paraguay ပွဲစဉ်မှာကျွန်တော်ဂိုးအများလေးကိုရွေးချယ်ပေးခြင်းပါတယ်အားလုံးပဲတာပြောရှင်သောနေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါသေး